အားလုံးကိုရှလုံလို့ရှိဥစွာနှုတ်ဆက်ချင်တာဖြစ်တယ်။ဘုရားခင်ရဲ့ထံတော်ထဲကနေတင်းရဲ့တက်တာပုံမှာငြိမ်သက်ခြင်းရှိပါစေ။ဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တို့အတွက်လမ်းခီတမန်တရားဖြစ်တာဖြစ်တယ်။ဘုရားရဲ့နှုတ်ကပတ်တော်ကကိုတိမတာလင်ကျွန်တော်တို့ဟာလောကထဲမှာဘလို့အသက်ရှင်ရမလဲ။ဘာတွေလှုပ်ဆောင်ရမလဲဆိုတဲ့အကူဘုရားရဲ့နှုတ်ကပတ်တော်အဖြစ်ပဲကျွန်တော်တို့ကအသက်ရှင်ရမှာဖြစ်တယ်။အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကိုနေ့ရက်တိုင်းကျွန်တော်တို့ဟာနားထောင်ပြီးမှအဲ့ဒီနှုတ်ကပတ်တော်ထဲမှာဆင်ခြင်လမ်းလျှောက်အသက်ရှင်တတ်တော်သူဦးချင်းစီတိုင်းဖြစ်ဖို့အတွက်ရှေးဥစွာကျွန်တော်တိုက်တွန်းချင်တာဖြစ်တယ်။အဲ့တော့ဒီနေ့ဖျားရဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဝင်ငါချင်တဲ့နှုတ်ကပတ်တော်ရဲ့ကောင်းစဉ်လေးကပြုတ်ပြတ်သွားတဲ့အရာတွေကိုပြန်လေတိဆောက်ခြင်းပေါ့နော်။ပြုတ်ပြတ်သွားတဲ့အရာတွေပြုတ်ပြတ်သွားတယ်ဆိုတဲ့အခါမှာတခါတည်းဒီအပြင်ပန်းမှာရှိတဲ့ကျွန်တော်တို့တိဆောက်ထားတဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။တခါတည်းအဲ့ဒါမဟုတ်အဲ့ဒါပဲမဟုတ်ပဲနဲ့ကျွန်တော်တို့နှလုံးသားထဲမှာကျွန်တော်တို့ရဲ့မိတ်ဆွေအတိုင်းဝိုင်းတွေထဲမှာကျွန်တော်တို့ဖျားနဲ့ဆိုင်တဲ့အရာတွေထဲမှာပြုတ်ပြတ်သွားတဲ့အရာတွေရှိတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဟာဘေးရဲ့အပိုင်းမှာပြုတ်ပြတ်နေရလေအဲ့ဒီအရာတွေကိုဖျားခင်ကျွန်တော်တို့ကိုပြန်လေတိဆောက်ဖွင့်တဲ့ဒီနေ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ခွာပေးချင်တာဖြစ်တယ်အဲ့တော့ဖျားသခင်ကပြန်လေပြုတ်ပြတ်သွားတဲ့အရာတွေပြုတ်ပြတ်သွားတဲ့နှလုံးသားတွေနော်ဖြက်စီးသွားတဲ့အရာတွေကိုဖျားကပြန်လေပြီးမှတိဆောက်ပေးနိုင်တယ်ဆိုရကိုကျွန်တော်ရှေးဥစွာခွန်အားပေးချင်တာဖြစ်တယ်တင်ပေါ်ကရဆရာမရှိတော့ဘူးလုံးဝဖြူပြက်ကြေမွသွားတယ်ဒါပေမဲ့အဲ့လိုဖြစ်သွားတဲ့အခြေအနေတွေမှာတော့မှဖျားသခင်ကကျွန်တော်တို့ကိုအသက်တာနဲ့ပြန်လေပြီးမှတိဆောက်ပေးနိုင်တယ်ဆိုရကိုကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်အဲ့တော့နော်ဒီနေ့ကျွန်တော်ဖတ်မအုပ်ဆုံးကျမ်းစာလေးဖတ်ချင်တဲ့အကနေဟမိမတ်စာကိုကျွန်တော်ဖတ်ချင်တာဖြစ်တယ်နေဟမိမတ်စာကတော့ဒီနော်မြုပ်ယူတွေကိုတိဆောက်တဲ့အရာဖြစ်တယ်ပြီးရင်နေဟမိမတ်စာကမြုပ်ယူတွေကိုတိဆောက်တယ်ဣဇရမတ်စာကြတော့ဒီဗိမာန်တော်ကိုတိဆောက်တယ်ဆိုအကြောင်းကိုကျွန်တော်တို့တွေ့ရဖြစ်တယ်အဲ့တော့အဓိကဒီနေ့မှာကြတော့နေဟမိမတ်စာကနေကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်နေဟမိမတ်စာအခန်းကြီး1အငယ်1ကနေ4ထိအရင်ဆုံးဖတ်ချင်တာဖြစ်တယ်ဟာခလိတာနေဟမိစကားဟုမူကားအာဒဇေရိမင်းကြီးနန်းဆန်20ခိတလုလတွင်ငါသည်ရှုရှနန်းတော်၌ရှိနေစဉ်ငါညီဟာနာနှင့်ယူဒလူအချို့တို့သည်ရောက်လာ၍ငါသည်တိမ်သွားခြင်းကိုခံရသောယူဒလူစုထဲကလွတ်တော်သူတို့၏အကြောင်းအရာနှင့်ယေရုရှလင်မြို့၏အကြောင်းအရာကိုမေးမြန်းတယ်တဲ့သူတို့ကတိမ်သွားခြင်းကိုခံရသောလူစုထဲကလွတ်၍သူပြည်၌နေသောသူတို့သည်ကြီးစွာဆင်းရဲခြင်းကိရခြင်းကိုခံရကြ၏တဲ့ယေရုရှလင်မြို့ရိုးသည်ပြုတ်ပြက်လက်မြို့တကားလည်းမီးလောင်၍ကုန်ပြီဟုပြန်ပြော၏တဲ့ဒီမှာနေဟမိကြတော့ဒီတိမ်သွားခြင်းကိုခံရတဲ့အထက်မှာပါတဲ့လူပေါ့နော်ဒါပေမဲ့ဒီယူဒဒီဖက်ကနေလာတဲ့လူတွေသူကမဲတဲ့ခါမှာဒီယေရုရှလင်မြို့အကြောင်းကိုသူကမဲတဲ့ခါမှာသူတို့ကဘာပြောလဲဆိုလို့ရှိရင်ဒီယေရုရှလင်မြို့ကပေါ့နော်ပြူပြတ်နေပြီမြို့ရိုးတွေအကုန်လုံးပြူပြတ်နေပြီမြို့တကားကလည်းမီးလောင်နေပြီပေါ့နော်လုံးဝရဆရာမရှိတဲ့အခြေအနေထဲမှာရောက်နေပြီဆိုမှဒီနေဟမိစီကိုအဲ့ဒီနော်ယေရုရှလင်မြို့ကလာတဲ့လူတွေကသူ့ပြောပြတဲ့အချိန်မှာသူကအင်မတန်မှနှလုံးကြည်ကွဲဝမ်းနေပြီးမှသူငိုကြွေးတယ်ဒါပေမဲ့အဲ့ဒီငိုကြွေးပြီးမှရက်တန်းသွားတာမဟုတ်ဘဲနဲ့သူကဘာလို့လှုပ်ဆောင်လဲဆိုလို့ရှိရင်ပထမဦးဆုံးဘုရားရဲ့ဂတိတော်တွေကိုသူဆွဲကင်ပြီးမှဘုရားခင်စီမှာဆုတောင်းတယ်ပေါ့နော်ဆုတောင်းပြီးတာနဲ့သူဘာလို့ဆောင်လဲဆိုလို့ရှိရင်ရှင်ဘုရင်စီမှာသူကဘာလဲအဒနာခံတယ်အဒနာခံပြီးမှသူကဘာတောင်းလဲဆိုတော့သူတို့ရဲ့ပြူပြတ်သွားတဲ့ယေရုရှလင်မြို့ရိုးတွေကိုပြန်နေတည်ဆောက်ဖို့အတွက်သူကအခွင့်တောင်းတယ်ပေါ့နော်အဲ့မှာရှင်ဘုရင်ကလည်းခွင့်ပြုတယ်ယေရုရှလင်မြို့ရိုးသူကအဲ့ဒီအချိန်မှာဒီအခန်းကြီး1ကိုဖတ်တဲ့အခါမှာသူကယေရုရှလင်မြို့ကိုသူကပတ်ပြီးမှကြည့်တယ်ပေါ့နော်ပြူပြတ်သွားတဲ့အရာတွေကိုကြည့်တယ်အဲ့ဒီအချိန်မှာသူကပြန်လေပြီးမှတိဆောက်ဖို့အတွက်လှုပ်ဆောင်နေဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာရောပြူပြတ်သွားတဲ့အရာတွေများစွာရှိတယ်ကျွန်တော်တို့နှလုံးသားတွေပြူပြတ်သွားတဲ့အရာတွေရှိတယ်မြင်နေရတဲ့အရာတွေထဲမှာစီးပွားရေးတွေလုပ်ငန်းတွေရပ်တန့်သွားပြီးမှပြူပြတ်သွားတဲ့အရာတွေများစွာရှိတယ်ဒါပေမဲ့ဘုရားခင်ကကျွန်တော်တို့ကိုအဲ့ဒီပြုတ်ပြတ်သွားတဲ့အခြေအနေထဲမှာပဲကျွန်တော်တို့ကိုမရှိခိုင်းစေချင်ပါဘူးဘုရားခင်ကျွန်တော်တို့ကိုပြန်လည်ပြီးမှတိဆောက်ခိုင်းစေချင်တယ်ဘုရားခင်စီကခွန်အားတောင်းခံပြီးမှဗာလဲတရားတွေကိုပြန်လည်လှုပ်ဆောင်ဖို့တဲ့ဘုရားခင်ကျွန်တော်တို့ကို
အခွင့်ပေးတယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့ဒီတိုင်းဖြစ်စီပြူပြတ်သွားတဲ့နေရာသေးမှာပဲကျွန်တော်ကနေမယ်ဆိုရင်ပါလေရန်သူတွေကအချိန်မီကျွန်တော်တို့ကိုပြန်နေပြီးမှတက်ခိုက်နေတယ်အဲ့ကျကျွန်တော်တို့ရဲ့အသက်တာသေးမှာကျွန်တော်တို့ပြူပြတ်သွားတယ်ကျွန်တော်နှလုံးသားတွေပြူပြတ်သွားတယ်ကျွန်တော်တို့ရဲ့လူငန်းတွေပြူပြတ်သွားတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီတိုင်းပဲနေဖို့ဒီတိုင်းပဲဖြစ်သွားဖို့တဲ့ဘုရားသခင်ဘယ်တော့မှအခွင့်မရှိဘူးအဲ့တော့ပြန်လေပြီးမှတိဆောက်ဖို့အတွက်ကျွန်တော်ဒီနေ့ခွန်အားပေးချင်တာဖြစ်တယ်တင်ဘဝတက်တာထဲမှာဘာတွေပြူပြတ်ခဲ့လဲတင်မိသားစုတွေထဲမှာဘာတွေပြူပြတ်ခဲ့လဲဆက်ဆံရေးလားအိမ်ထောင်ရေးမှာအဆင်မပြေမှုတွေပြူပြတ်ခဲ့တဲ့အရာတွေနော်ယုံကြည်မှုတွေမရှိတော့တဲ့အခြေအနေမျိုးပြူပြတ်သွားတဲ့အရာတွေအဲ့ဒီတိုင်းပဲပြီးသွားဖို့တဲ့ဘုရားခင်အလိုမရှိပါဘူးဘုရားသခင်ကပြန်လေတိဆောက်ရတဲ့အခွင့်ကိုပေးတယ်ဆိုရကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်အဲ့ကြောင့်ပြန်လေတိဆောက်ဖို့တဲ့ပါလဲပထမအဆုံးတင်ရဘုရားသခင်စီမှာတူးဝင်ပါပြင်ပါလေအဲ့ဒီကိုယ့်ရဲ့အသက်တာထဲမှာပြူပြတ်သွားတဲ့အရာတွေကိုဘယ်လိုပြန်တိဆောက်ရမလဲဆိုတဲ့အကိုပါလေတင်စဉ်းစားပါပြီးနောက်တစ်ချက်ကဘာလို့ဆောင်လဲဆိုအဲ့ဒါကိုတကယ်လက်တွေ့တိဆောက်ပါဆိုပြီးမှကျွန်တော်ကွာပေးချင်တာဖြစ်တယ်အဲ့တော့တင်းရဲ့ဘဝထက်တက်မှာဘာတွေပြူပြတ်သွားခဲ့လဲတင်းရဲ့မိဘနဲ့ပြူပြတ်သွားတဲ့အရာရှိလားဒါမှမဟုတ်တင်းညီကိုမမတွေနဲ့ပြူပြတ်သွားတဲ့အရာရှိလားအဲ့ဒါကိုပြန်လေတိဆောက်ရမယ်အချိန်ကာလဖြစ်တယ်ဆိုပြီးမှကျွန်တော်ကွာပေးချင်တာဖြစ်တယ်အာမင်ဘလောက်ကြည့်ပဲပြူပြတ်ဖြက်စီးသွားပါစေဘုရားခင်ထဲမှာပြန်လေပြီးမှအရာခတ်သိမ်းကိုတိဆောက်လို့ရတယ်ဆိုမှကျွန်တော်ခွန်အားပေးချင်တယ်အဲ့တော့ဒီမှာနော်နေဟမိကပြန်လေတိဆောက်ဖို့ခွင့်တောင်းတယ်သူခုနနှစ်ထဲမှာအခန်းကြီးနှစ်ထဲမှာကျွန်တော်တွေ့ရတယ်လို့ပေါ့နော်သူကဒီခွင့်တောင်းပြီးမှသူယေရုရှလင်မြို့ပတ်တယ်တုံးကဖြက်စီးသွားတဲ့အရာကိုပြန်လေတိဆောက်ဖို့အတွက်သူနူးဆော်တယ်အဲ့ဒီနူးဆော်ပြန်လေတခါတည်းဘဝတတထဲမှာကျွန်တော်တို့အတ္တတွေကိုနော်လုံးဝပြူပြတ်သွားတဲ့အချိန်တွေထဲကနေကျွန်တော်ပြန်လေတိဆောက်တဲ့အခါမှာတခါတည်းဖြစ်တတ်တဲ့အရာတကူကဘာလဲဆိုရှင်နံပါတ်1ကျွန်တော်တို့ကိုလူတွေကမချီမဲ့မြင်ပြတာဖြစ်တယ်အာဒီတယောက်သိမလားအချိန်ချင်းလေးကြနေတဲ့လူတယောက်အချိန်ချင်းဖြက်စီးနေတဲ့လူတယောက်သူဘယ်လိုတိဆောက်နိုင်မလဲဆိုပြီးမှနော်အဲ့မှာဒီနေဟမိလူယေရုရှလင်မြို့ကိုသူတို့ပြန်လေတိဆောက်ဖို့အတွက်လှုပ်ဆောင်တဲ့အခါမှာလူတွေကဘာပြောလဲဆိုလို့ရှိရင်သူတို့ကိုပေါ့နော်ဘာပြောလဲဆိုလို့ရှိရင်ဒီမှာသူတို့အခန်းကြီးလေးထဲမှာပေါ့နော်အခန်းကြီးလေးအငယ်တစ်ထဲမှာရောက်တဲ့အခါမှာသူတို့ငါတို့ဒီမြို့ရိုးဒီကြောင်းကိုတမလက်ဒီတည်င်းကြသောအခါအလွန်သောတာအမျက်ထွက်၍တဲ့ယူဒလူတို့ကိုပြည့်ရည်ပြုလက်အားမရှိသောသူယူဒလူတို့သည်အပေတုပြုကြမည်နီကိုခံခန့်စေမည်သောရစ်ပူဇော်မည်သောတနေ့ချင်းတွင်လက်ဆတ်မည်သောကျွမ်းလောင်သောကြောက်သူကိုအမိုက်ပုံများထဲကထုတ်၍ပြုတ်ပြမည်သောဟုမိမိအမျိုးသားချင်းရှမာရိတတ်သားရှိမှပြောဆိုကြ၏သူအနားမှာရှိသောအမွန်အမျိုးသားတောပိကလည်းသူတို့ဒီသောကြောက်ယူကိုတိုးခွေထိလင်ပြုလဲလိမ့်မည်ဟုပြန်ပြော၏တဲ့ဒီမှာဘာပြောဂျန်သူရအဲ့လောက်ဖြက်စီးသွားတယ်တင်မလားရဆရာမရှိပြာပုံဖြစ်သွားတဲ့အရာဒီလူတွေဘယ်လိုများတိဆောက်ကြမလဲပေါ့နော်သူတို့ဘာအင်အားကြီးတာရောမဟုတ်ဘာမှစီးပွားရေးကောင်းတဲ့လူတွေရောမဟုတ်ဘူးဒါပေမဲ့အဲ့ဒီမြို့ရိုးတွေဘယ်လိုတိဆောက်မလဲတိုးခွေးတွေအဲ့သူတို့တိဆောက်ထားတဲ့ဟာတွေတိုးခွေးတွေတိုင်တော့မှပြူမဲ့ပုံစံနဲ့ဆောက်ကြမလားဆိုပြစ်ကိရကြတာပေါ့နော်ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့တစ်ခါတည်းပြောင်းလေအသက်တာထဲမှာတိဆောက်တဲ့အခါမှာလူတွေကကျွန်တော်တို့ကိုအများကြီးကိရတက်ကြတယ်ပေါ့နော်အာဒီတယောက်ကအရင်တစ်ချိန်တုန်းကအဲ့လောက်ဆိုတော့ဒီတယောက်ဘယ်လိုတိဆောက်မလဲခဏပဲခံမှာပါတလပဲခံမှာပါတကယ်ဖေဟာကိုအားကူပြီးမှမတော်ဘူးဆိုတော့ဒီမလားစီကန်းတွေအရာကျွန်တော်တို့ဖြတ်နိုင်ပေမဲ့ဒီကောင်းတဲ့တတ်တာထဲမှာဒီမလားကောင်းဒီစီကန်းတွေရအသက်ရှင်နေပဲတကယ်ကျွန်တော်တို့ရဲ့တတ်တာထဲမှာဖေဟာကိုမရထားဘူးဖေဟာသခင်နဲ့အတူလမ်းလျှောက်အသက်ရှင်ခြင်းမရှိနေ့အတိုင်းမှာမရှိဘူးဆိုကျွန်တော်တို့ကပြန်လည်ပြီးမှပါလဲပြူကျနိုင်တာဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြာပုံသေးမှာကနေကျွန်တော်တို့ကဘာနဲ့တိဆောက်ရမလဲဆိုလို့ရှိရင်ဖေဟာနဲ့အတူတိဆောက်ရမှာဖြစ်တယ်အာမင်ကျွန်တော်တို့ရဲ့အသက်တာတွေအဲ့လိုပြန်လည်ပြီးမှတိဆောက်တဲ့အခါမှာကျွန်တော်တို့ကိုကိရဲ့လူမဲ့လူတွေကအများကြီးရှိတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီစကားတွေထဲမှာကျွန်တော်တို့ကကြရှုံးသွားဖို့လေ့ပြန်ဖို့အတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဲ့ဒီထဲမှာဖေဟာကိုကူးစားခြင်းဖေဟာကိုအားကိုးခြင်းအပြင်ခံခန့်ခြင်းရှိတော်သူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အာမင်အဲ့ကြောင့်တင်းရဲ့ပတ်ဝန်းကျင်ကတင်းရဲ့အသက်တာကိုတိဆောက်တဲ့အခါမှာတင်းကိုကိရဲ့မဲ့အရာတွေတင်းဖြစ်ပါမလားတင်းလုံနိုင်ပါမလားဆိုမှတင်းကိုအမျိုးမျိုး
ပြောဆိုမဲ့အရာရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီအဲမှာကျွန်တော်တို့အသက်တာဖခင်ကိုအားကိုးခြင်းအဖြစ်ကျွန်တော်တို့တိဆောက်လာတဲ့ခါမှာဖခင်သခင်ရဲ့ခွန်အားနဲ့ကျွန်တော်တို့ကဗာလဲအသားစီးတွေအားလုံးကိုကျွန်တော်တို့ကကြော်လွှားနိုင်မှာဖြစ်တယ်ဆိုပြီးမှကျွန်တော်ခွာပေးချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာအဲမှာဒီနေ့ဒီကာလတွေထဲမှာဘာလို့ဆောင်မလဲဆိုရင်ပြုတ်ပြတ်သွားတဲ့အရာတွေကိုပြန်နေတိဆောက်ဖို့အတွက်ဖြစ်တာဖြစ်တယ်အာမင်ပြုတ်ပြတ်သွားတဲ့မြို့ရိုးတွေကိုဗာလဲနေဟမိကပြန်လေတိဆောက်ခဲ့တယ်ပြာပုံသေးကလုံးဝရဆရာမရှိတော့သေးကနေဗာလဲလူတွေကိတ်ရဲတယ်လူတွေပြစ်တင်တယ်အဲ့ဒီသေးကနေသူကဗာလဲဖျားပုံမှာအာကူပြီးမှပြန်လေတိဆောက်တဲ့ခါမှာနောက်ဆုံးဗာလဲသူတို့မြို့ရိုးတွေကိုခန့်ခန့်စွာပြန်လေပြီးမှတိဆောက်နိုင်ခဲ့တယ်ဆိုရကျွန်တော်တို့တွေ့ရဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာသေးမှာကျွန်တော်တို့ပတ်ဝန်းကျင်မှာပြုတ်ပြတ်သွားတဲ့အရာတွေကိုပြန်လေတိဆောက်ဖို့အတွက်ဖြစ်တာဖြစ်တယ်အာမင်တင်းရဲ့အသက်တာသေးမှာတင်းရဲ့နှလုံးသားသေးမှာပြုတ်ပြတ်သွားတဲ့အရာကျွန်တော်တို့မိသားစုတွေသေးမှာဖြစ်ဖြစ်ပြုတ်ပြတ်သွားတဲ့ဆက်ဆံရေးတွေပြုတ်ပြတ်သွားတဲ့အရာတွေကိုပြန်လေတိဆောက်ဖို့အတွက်အချိန်ကာလဖြစ်တာဖြစ်တယ်အာမင်အဲ့တော့တင်းအသေးမှာဘာတွေပြုတ်ပြတ်နေရလဲအဲ့ဒီအရာတွေကိုဘုရားခင်ကျွန်တော်တို့ကိုပါလဲပြန်လေတိဆောက်ဖို့အတွက်အခွင့်ကိုပေးခြင်းနဲ့ဘုရားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကပါလဲဘလို့အခြေအနေမျိုးပါပဲရှိပါစေဘလို့အခြေအနေမျိုးထဲမှာပဲရှိသွားပါစေဘုရားသခင်ကျွန်တော်တို့ကိုပြန်လေပြီးမှအသက်တိဆောက်ပေးနိုင်တယ်ဆိုရအောင်ကျွန်တော်တို့ကယုံကြည်ပြီးမှပါလဲအဲ့ဒီအရာတွေကိုတိဆောက်ဖို့အတွက်ဖြစ်တာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အရာကတင်းအသက်တာထဲမှာဘာတွေပြုတ်ပြတ်သွားလဲတင်းဘဝထဲမှာဘာတွေပြုတ်ပြတ်ခဲ့လဲဘုရားသခင်နဲ့ပြန်လေပြီးမှပါလဲအစပြန်လေတိဆောက်ပါဒီနေ့တင်မလားအဲ့ဒီတိုင်းပဲနေမယ်ဒီတိုင်းပဲပြီးသွားမယ်ဆိုပြီးမှမဟုတ်ပါဘူးအရာအလုံးဖြစ်စီသွားတယ်ဆုံးရှုံးသွားတယ်ဒါပေမဲ့ဘုရားသခင်နဲ့အတူတင်းရဲ့အသက်တာတင်းရဲ့ဘဝကိုပြန်လေအသက်တိဆောက်ပါဆိုမှကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်တင်းရဲ့အသက်တာထဲမှာဒီနေ့မိတ်ဆွေအသက်မိတ်ဆွေအစ်စ်တွေနဲ့ပြန်လေတိဆောက်ပါတင်းရဲ့အသက်တာထဲမှာတွားရမယ့်အရာတွေကိုတင်မလားအနာဂတ်ပြောင်းနေတယ်လို့ခံစားရလားအဲ့ဒီအရာထဲမှာလေပြန်လေပြီးမှပါလေအသက်ထဲမှာပြန်လေပြီးမှတိဆောက်နိုင်တော့သူဖြစ်ပါစေဒီနေ့ပြုတ်ပြတ်သွားတဲ့အရာပြုတ်ပြတ်သွားတဲ့ဆက်ဆံရေးပြုတ်ပြတ်သွားတဲ့မြို့ရိုးတွေနေဟမိကပြန်လေတိဆောက်ခဲ့တယ်လို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာရောပြုတ်ပြတ်တဲ့အရာတွေကိုဒီနေ့ပြန်လေတိဆောက်နိုင်တော့သူဖြစ်ပါစေဆိုပြီးမှကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်အနည်းငယ်အဖြစ်ခွန်အားပေးချင်တာအများလောက်ဖြစ်တယ်အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ